你今天有变了，都背了，背那家人那吃了哇，吃了没得，他不嘛没吃醉的，等个今天才变，家人呢，白话里讲的。家人吃，背外吃，没有人看透了，你背呀，到那么多了，吃等个今天就变了，沙滩面。ရှားလေးကန်းကတော့တိတ်ပြီးတော့ပြောရှင်းလင်းလေးမရှိရှားလေးဆိုဖြစ်တယ်လို့ဒီနေ့တော့အာနာဒီရှင်းပြောပြရနော်ဂျာဇန်နဲ့ပဲဝါလေးနဲ့ဒီလိုသူများကိုမေးပြီးတော့ချက်ကျွမ်းလို့တော့မဟုတ်ပါတော့ပိတ်တယ်ဆိုတခါလေစားခြင်းခါရီစားခြင်းနေဆိုလုပ်ပိတ်တော့စိတ်ကူးပေါက်လို့ထားလောက်လိုက်ထားချလိုက်ထဲချုံမှုထဲဒါပဲဝါလေးဟင်းကျူပဲစံဟင်းကျူဆိုဘာမှတော့မပါကြာပါပြီကြာစရာဟင်းနေကြာပါပြီနော်မှာတော့ပဲနဲ့ကြာစရာ